ဘာမှလုပ်လို့မရတော့ဘူးသိလားစပါးလေစပါးနော်ဘာမှလုပ်လို့မရတော့ဘူးအစွန်ရောက်လာတာနဲ့မီကယ်မယ်ရီနိုပဲမာပီရာကြီးကွက်တီပဲရောက်ရေးထရော့ဆာရေးကိုသွားပြီဆရာကြီးအဲ့ဒါလူမကျုံဦးထင်တယ်လူမကျုံဦးဆရာသမားကြီးနော်ကို1စီပါဆရာသမားကြီးနော်ထရော့ဆာခုနက injury ပြဿနာကြုံတော့မလို့ဘာလို့နဲ့ကျွန်တော်လက်ရှိမှာထရော့ဆာကတော့ဒါဥဆောင်ကိုတွင်းသွားပြီဖြစ်တယ်ခင်ဗျာအာဆင်နယ်အတွက်1စီပါနော်ဒါလေးမြောက်ပေးတယ်ဆိုမယ်ရီနိုလာဟာလားနော်မယ်ရီနိုလာမြောက်ပေးလိုက်တာ1စီပါဆရာသမားကြီးတက်နော်အင်းအဲ့ဒါတော့ကောင်းနေဆရာငါမဝင်ငါဘေးကနေကက်ထွက်သွားတာအောင်းမိနေတာဆရာကြီးနော်ထရော့ဆာ1စီပါနော်ကဲစပါတော့ရွေးချယ်စရာမရှိတော့ဘူးစပါရွေးချယ်စရာမရှိတော့ဘူးမင်းတို့ပိတ်လဲပဲငါတို့က9နေပြီတဲ့ဟလားနော်မီကယ်မယ်ရီနိုကောင်းသွားတယ်မီကယ်မယ်ရီနိုကောင်းသွားတယ်ဦးကောင်းဘယ်သူတို့ဥရိုဂီလားဥရိုဂီကြောင့် on site ဖြစ်သွားတာတိလားဥရိုဂီကြောင့်အဲ့ကောင်ဘောလုံးမကစားပွဲထွက်လူစင်းမှာမကစားတာကြားတော့ဒီကောင်နော်ဘလို့နေရမှမသိတော့ဖြစ်အောင်ကောင်းပါလေကွာငါတို့အသားလေးမှပေးလိုက်တာကြည်အောင်ထိသွားသေးတယ်ဘန်ဒီဘန်နဲ့ဟလားဘန်ဒီဘန်နဲ့ထိသွားသေးတာမယ်ရီနိုကောင်းသွားတယ်1စီပါဆက်သမိုင်းနော်1စီပါအာဆင်နယ်ကတော့အိမ်ဝင်းမှာကျွန်တော်လန်ဒန်ဒါဘီမှာဥဆောင်နေပြီပေါ့လေဘန်ဒီဘန်နဲ့တက်နေတယ်မှာဘလော့ဖို့လို့လှုပ်လိုက်တာပဲနော်မတက်နိုင်ဘူးဖြစ်သွားတယ်မင်းအဲ့ဒါဥရိုဂီဆိုတဲ့ကောင်1စီပါဆိုတော့စပါဘာလုပ်မလဲစပါဘာလုပ်မလဲဟိုဗာလဲဒီထပ်ပိတ်မလားထပ်ပိတ်လဲမင်းတို့ရွေးချက်တာမျိုးစပါဒီတိုင်းဆိုရင်တော့မင်းကြောင်ပြောင်းနေပြီစပါတိုက်မှရတော့မယ်နော်စပါတိုက်မှရတော့မယ်ဒန်ဆူကွာတယ်နော်ဒန်ဆူလေးလိုက်ရမှာပဲဒါပေမဲ့လို့ခုနကပြီးလိုက်တာကောင်းပါလေပြောရင်ဆိုရင် SC ရလာပြီကာလာဖီယိုရီထရော့ဆာပဲခင်ဗျထိုးပေးထားတဲ့ဟိုဘက်ချက်မှာလွတ်သွားပြီကာလာဖီယိုရီတက်တယ်မော်ပေးထားတဲ့ဒီဘက်ချက်မှာစငါချီဖြတ်တယ်မို့ပါလေနော်ကြည့်ပါလားမင်းကလည်းဘန်ဒီဘန်စီရောက်တာနဲ့ကန်တီနေရတယ်ဆိုတဲ့အခြေအနေကလွဲရင်ကျန်တာဘာမှမရှိဘူးကွာဘာမှလုပ်လို့မလုပ်နိုင်ဘူးသိတယ်မလားဒက်ဂလန်ရိုက်စ်ရသေးတယ်ခင်ဗျရိုက်စ်ပဲကြောက်ကိုခောက်ထားတဲ့ထရော့ဆာဆာကာအောင်သေးတယ်ရောင်ရေးတင်ပါဖြတ်တယ်မော်ပေးထားသေးတယ်ဘောက်စိတ်မှာရှိနေတဲ့ rice as a ကန်ခွင့်အကောင်းကြီးနော်as a ဂိုးပြန်ပြီးရောက်ရောငါတို့မအိုင်လုံးကြီးတော့ကောင်းတာဆရာကြီးနော်အိုင်လုံးကြီးကတော့မင်း share ပဲအိုင်လုံးကြီးကတော့ကောင်းတာကန်ချက်ကကောင်းနေရောက်ရေး2စီးဖြစ်သွားပါပြီဆရာသမားကြီးနော်2စီးပါစပါးအတွက်ကတော့ဘာမှကိုလုပ်လို့မရတော့ဘူးငါလည်းအိုင်လုံးကတော့ကောင်းနေဆရာကြီးငါရှိမှရှိမြင်အိုင်လုံးကန်သွားတော့ရှိုးလိုက်အောင်မြောက်လန်ဒန်ဒါဘီမှာတော့အာဆင်နယ်က2စီးနဲ့အိမ်ခွင့်မှာဥဆောင်နေပြီဆရာကြီးနော် R9 တို့လည်းနှစ်ချီညှိ့အောင်လွယ်ဘာမှမလုပ်နိုင်တော့ဘူးဖြစ်နေပြီ2စီးပါဆရာသမားနော်ကန်ကျကြီးကွန်မေအဲ့မကန်ခင်လောက်သွားတာကိုရှိုးလိုက်အောင်မကန်ခင်လောက်သွားတာကိုကြည့်လိုက်အောင်အဲစေအလုံးမကန်ချက်ကကောင်းနေဆရာကျင်ပါဖြစ်တယ်မို့ပေးလိုက်တယ်ဟိုကောင်တိုက်ရှင်းလို့လည်းချက်ချင်းပေးလိုက်တယ်နော် rice ကြီးအောင်ရောင်ရေးနော်အာဆင်နယ်ရေးကြီးတဲ့ပွဲမှာနော်အရေးကြီးသလိုလှုပ်ပြနေတယ်ဒီကောင်လေးပါ9မှတ်လာမှသူဖြတ်နိုင်ပါတယ်နော်မန်စီးတီးကိုလေအန်တန်ကလိုက်နေသေးတယ်ထရော့ဆာပြေးနေသေးတယ်ထရော့ဆာရှင်းထားသေးတယ်ခင်ဗျာလက်ပြေပေါ်စပါရပါမယ်စပါတော့လက်ရှိချိန်ထိကျွန်တော်တို့နော်လက်ရှိ44မိနစ်ကိုဖြစ်လာပြီစပါဘကဂိုးပေါက်ကန်တူမှုတစ်လုံးမှမရှိသေးပါဘူးနော်ဂိုးပေါက်တဲ့တာမပြောနဲ့ဂိုးပေါက်ကိုတစ်လုံးမှမကန်သေးဘူးကြည့်ဦးကွာမင်းစပါမင်းဘာမှကိုမလုပ်နိုင်တာမင်းဂိုးပေါက်ကိုတစ်လုံးမှကန်ခွင့်မရှိဘူးပထမပိုင်းသာပြီးသွားတယ်ကွာအာဆင်နယ်ဂိုးပေါက်ကန်တူမှု8ချိန်ရှိတယ်ကွာ4ချိန်ဂိုးပေါက်တဲ့တယ်2ဂိုးရတယ်နော်ဘာဆက်ပြီးမှမပါဘူးနော်မင်း open play တွေကနေပဲကစားသွားတာစပါကွာမင်းကြည့်ပါအောင်ကွာငါတို့ဂိုးပေါက်ကန်တူမှု0တဲ့စပါယာဒီစမှာဒီကောင်လေးအမှတ်တွေတိန်းကျုံယူထားတော့မင်းဒီကောင်လေးတော်တော်ကန်ကောင်းနေတာသီလားစပါနောက်ဆုံး9ပွဲမှာဒီကောင်လေးမင်း2ပွဲထိရှုံးထားတယ်ကွာမင်းဒီပွဲဆိုမင်း3ပွဲရှုံးထားတယ်ကွာသီလားစပါစင်မပြဘူးပါနော်ဒီလိုဆိုလို့ရှိရင်တော့အာဆင်နယ်ပဲထိုးပြီးသားကြီးတယ်မလို့ဘူးခင်ဗျာSC အလို့ကြီးနောက်တစ်ခုဦးဂိုးပြန်ပြီးရောက်ရေးမင်းဗီကာရီယိုကဖြင်းလုံးပါတယ်ကွာဗီကာရီယိုကနော်ကန်ချက်ကမင်းနော်ကန်ချက်ကမင်းဟုတ်တယ်ရောက်ရေးနော်SCကဟွန်းနဲ့နန်းတဲ့နော်SCကမင်းဘယ်ကောက်နန်တူလာလဲမသိဘူးနော်မင်း3စီးဖြစ်သွားပြီရောက်ရေးငါတို့တီးအောင်မှာကွာမင်းဘယ်ချီနဲ့ကိုကန်သွားတာရောက်ရေးမင်းစပါတော့သွားပါပြီစပါတော့နော်ဒီလိုမှန်းသိရင်ပထမပိုင်းနေပြန်มาတယ်ကွာတဲ့အခြေအနေကမကောင်းဘူးတဲ့လား3စီးတဲ့ရောက်နေရေးSCကတော့တဲ့မလေးငါ့ကိုဘယ်သူမှမသိဘူးတဲ့ငါ့ကိုမသိဘူးလို့ပြောပြီးတော့တဲ့ဟီတဲ့ဒီလားနော်မင်းဒီကောင်မင်းနောက်တာဆရာကြီးSCရဒီလားရိုဒီရတယ်စပါပြောင်းပြီးတော့မလို့တဲ့ဒီလားနော်
Thomas Frank ကိုရောက်ရိုက်ပြနေတယ်နော်မင်း Azzy ကိုမသိလို့ Azzy ကဘာလို့ပြနေဒီငနေကဘာလို့ comment တွေခဏကြီးမှတ်နေအောင်နော်ဒီအုံတော့တချမ်းပဲရလဲဟာလုံးမှာကြည်ုံကွာမင်းကလည်းကြည်ုံဘယ်နဲ့ကိုကန်သွားတာဟဲ့အောင်ကြီးဘယ်နဲ့ကိုကန်သွားတာမင်းကြည်ုံဂိုးသမားရက်လည်းဖြင်းနေနော်ကန်ချက်ကလည်းကောင်းတယ်ဘယ်နဲ့ကိုဝင် white ကန်သွားတာရှိုးလာအောင်မင်းငါမင်းဂျာဘီစီမိုတော့ငါလူသားမလဲရသေးဘူးကွာကြည်ုံမင်းဂိုးသမားရက်နော်ကြည်ုံမင်းဟဲ့အောင်ကြီးမင်းရှိုးလိုက်အောင်နော်ညခဏဒန်ဆူလဲလိုက်တာလားဒန်ဆူလဲလိုက်တာလားနော်ဒုတိယပိုင်းစားလို့မင်း36စက္ကန့်မင်းကြာသေးတယ်ဆရာကြီးနော်စာလီပါရှင်းထားသေးတယ်3စီးတယ်မင်းနော်အခုကစပါးဘယ်လိုဖြစ်သွားကျွန်တော်ခုနကသိကျင်တာမင်းဘယ်သူနဲ့လဲလိုက်တော့ငါတော့ဒန်ဆူနဲ့လဲတာဂျာဘီစီမွန်ဘောလုံးတော့မထိရသေးငါလည်းမှကန်ကျင်တော့ဦးကွာနေရှိမှသီလားဟောဗျာတကယ်ကောင်းနေပါဟေးတကယ်ကောင်းနေဟျောင်းနေရေးသီလားနော်ဟွာပါလေကိုအတင်းရမှအချင်းကြီးမကောင်းမအောင်ဆိုဟွာပါလေဟွာတို့ကSpence တို့ကဖန်တီးမှုတွေပါလုပ်နေတာဟေးတိလာဒီကောင်အာဆင်နယ်ပြောင်းညင်နေတာလားမသိဘူး Jess Spence တို့ကောင်အာဆင်နယ်ပြောင်းညင်နေတာလားမသိဘူးရောင်နေနော်မယူပြသေးတယ်ခင်ဗျာအာဆင်နယ်ရောက်သွားပြီစာကာပဲအာဆင်နယ်ခြေထဲမှာပဲခင်ဗျာဇူဘီမင်ဒီဒက်ဂလန်ရိုက်စ်ထိုးပြလိုက်တော့လေမထရော့ဆာကိုထရော့ဆာဖိန်အလူကြီးဦးဒီကင်မရီနိုရာသေးတယ်ခင်ဗျာအွန်တိုင်းရှင်းထုတ်ထားသေးတယ်ဇူဘီမန်ဒီဘလော့ထားတဲ့ရူမဲတို့အာဆင်နယ်ကဒီချီနေနဲ့ဆိုလို့ရှိရင်လေသိလားအာဆင်နယ်ကဒီချီနေနဲ့ဆိုလို့ရှိရင်လေဗာလဲဟိုယောဂရက်စ်တို့ဘာလို့ကိုမင်းစပိုတင်းထံပြန်ပြီးတော့ပေးလိုက်ပါလားနော်စပိုတင်းထံပြန်ပေးပြီးတော့မင်းအဲ့တန်း60လားတန်း50လားမင်းပြန်တောင်းလိုက်တော့ဆရာသမားကြီးပတ်စံကုန်တာရှိတာပဲလိုမှမလိုတာနော်ဇူဘီမန်ဒီပဲအေးကြောက်ပဲလင်းညာဟိုဂိုးတဲ့တခါတန်းထဲတာရောက်ကြီးအော်အာနိုင်အဲ့ဒါအာနိုင်ရောင်ကြီးအဲ့ဒါမှအာနိုင်ရောင်ကြီးငါလို့မိဒီကိုစောက်ဖို့မဟုတ်ဘူးဟာရစ်ချာလီဆန်စောက်ဖို့မဟုတ်ဘူးဟာမင်းတန်းကိုထဲတာရောင်ကြီးသီလားအာမင်းL1 4000ဆရာကြီးမင်းငါလို့တန်းကိုထဲတာရောင်ကြီးနော်အာမင်းတန်းကိုထဲတာရောင်ကြီးအာရောင်ကြီးလာနော်မင်းကောင်းလုံးပါတယ်ကွာမင်းအဲ့လုံးကတော့အာနိုင်ကောင်းလုံးပါတယ်ရောင်ကြီးအဲ့လုံးကတော့ဂျောက်ပဲလင်းညာကောင်းသွားတာဂျောက်ပဲလင်းညာငါအဲ့ဂျောက်ပဲလင်းညာငါဖောင်းပြီလို့ထင်တာကန်ကြကြီးရှိုးလိုက်အောင်ရောင်ကြီးငါဟာတော့မင်းကောင်းပါတယ်အဲ့လုံးကတော့နော်အဲ့လုံးကတော့ကောင်းပါတယ်ခါလေးကိုတန်းထဲတာတော့မင်းစောဖို့မဟုတ်ဘူးအော်နာအော်ပြောရင်ဆိုရလာပဲမိဟေးရောင်လေးအာဆင်နယ်ပဲဖန်တန်ကာ3-1နဲ့ရောင်လေးရစ်ချာလီဆန်ကောင်းနေတော့အဲ့လုံးရတော့အာကြီးတွက်ကားတဲ့ဒုတိယဆုထုတ်ပေးထားမယ်ယူမလားပြရဲနော်ဒါကောင်းနေလို့တဲ့နော်မနေ့ကရှုံးနေသူတွေလားမသိဘူး Rice အိုးကောင်းနေရောင်ကြီးကိုသူမပုတ်ထားသေးတယ်အိုင်စီနောက်တစ်ခါပဲပိတ်ထားပြန်ပြီဆာလီဘာအေးအင်ကပီတောင်းကန်ပေါ်နောက်တော့ဂိုးလုံးပေါ်တယ်နော်ဂိုးလုံးပေါ်တယ်နော်နာစာပွဲကိုခင်ဗျား live နဲ့ကြည့်နေတာဘာမှလည်းမဆိုင်ဘူးပြတဲ့ကဲ Randall Colomwani တို့လာပါပြီတဲ့နော် Pap Matasa Randall Colomwani အောင်တိုက်ထားတဲ့ Arsenal ပဲ Azzy တိုက်ထားသေးတယ်ရှင်းထုတ်ထားတဲ့ Spa ပဲခင်ဗျာစကာအောက်စင်မစကာလှန်ကန်ပြီကိုသမား Vicario ပုတ်ထားသေးတယ်ခင်ဗျာVicario ကတော့မနေ့ပြောရင် Spa ပြိတ္တတွေသဘောကျလိုက်မယ်လို့မထင်ဘူး Vicario ကတော့တအားပြဿနာရှာနေတယ်အဲ့ကောင်သိလားနော်ဒါပေမဲ့ဒီလုံးပုတ်သွားပြီဝေးကိုလာတာရဲကန်ချက်ကောင်းတယ်နော်ကိုသမားဗီကာရီကိုကောင်းသွားတယ်နော်ကဲတောင်းကန်ဘောပေါ့လေအာဆင်နယ်အတွက်တောင်းကန်ဘောကဲအာဆင်နယ်တောင်းကန်ဘောရမယ်ခင်ဗျာDeclan Rice ဝယ်ချလိုက်ပြန်ပြီကောင်းတိုက်ရှင်းထုတ်ထားရည်ခင်ဗျာအိုင်ဇီလန်ကန်ပြန်ပြီကိုလုံဘောစပါရပါမယ်92မိနစ်ကျော်လာပြီဗျာအာဆင်နယ်ကတော့အခုချိန်ဒီလူစားမလဲသေးဘူးအတီကတော့သူ့တင်းကိုလုံးဝ press ချင်နေတယ် press စီချင်နေတယ်လုံးဝစပါးဘက်ကရွေးချယ်စရာမရှိဘူးဖြစ်နေဆိုတော့နောက်ပြန်ပြေးဖို့ကလွယ်ရင် Trossard ပဲဟုတ်တယ်ဟျောင်းကြီး Trossard ကောင်းနေ Rice Declan Rice လေမှာဖြစ်နေသေးတယ်ခင်ဗျာလာပပပဲနောက်ပေါက်ရင်းနဲ့ချထားသေးတယ်
Marino Trosa ဒိုင်လူကြီးဖယ်စမ်းကွာနော်တောင်းကန်ပေါ်အာဆင်နယ်ထက်ရပါမယ်ဒီပွဲပြီးအနာဆာဒုတိယပိုင်းလေးဆက်နေတာ no ဆင်တယ်မှာနော်ကျွန်တော်တို့အဲ့ဒီဝကျွန်တော်မလုပ်ပါဘူးညနေလောက်ကလည်းလမ်းဘေးမှာဆက်လေးတောင်းနေတာတွေ့တယ်နော်တဲ့နော်မခေါ်နဲ့ဆရာသမားကြီးနော်မခေါ်နဲ့အာဆင်နယ်ခြေလေးမှာပဲခင်ဗျာခွက်တီးပဲထိုးပေးလိုက်တော့ Trosa ပဲချိုးပေးထားသေးတယ် SZ hat-trick SZ အလူကြီးပဲ hat-trick ဆရာသမားတွေ SZ hat-trick ပါဆရာသမားတွေနော် SZ 3ခုဒါ hat-trick သွင်းသွားပါပြီဆရာသမားတွေနော်လောလောဆယ်မှာတော့ဗာလဲ Thomas Frank တို့ကတော့ SZ ဘယ်သူလဲမသိဘူးဆိုလို့လောလောဆယ်မှာတကိုးချင်းသွင်းပြီးတော့ကို Thomas Frank ကိုပြနေတယ်နော်ငါပဲဆိုပြီးတော့ပြနေတယ်ဆရာကြီးနော်3ခုပါဆရာသမားကြီးနော်ဘဲချီညာချီဒီနဲ့ SZ ကတော့အမှန်ကန်ကို Thomas Frank ကိုဒုက္ခပေးနေတဲ့ hat-trick ပါဆရာသမားကြီးနော်SZ ကတော့ပြောနေတာနော်I am back တပြောနေတာလား SZ ကတော့မင်း Thomas Frank ကိုပြောနေပြီ Thomas Frank ဝါးသန်းနဲ့မင်းဘယ်တော့ PK ဝါးနဲ့မာတော့နဲ့ hat-trick ပါဆရာသမားကြီးနော် hat-trick ပါ 4-1 ဖြစ်သွားပါပြီဆိုတော့အာဆင်နယ်ကတော့ဂိုးရီရနေပြီမဲ့လုံးဝကိုဂိုးသွင်းတဲ့အခြေအနေကမရှုပ်ဘူးဖြစ်နေတယ်ရန် Trosa ကောင်းသွားတယ်နော် SZ နော် SZ ကန်ချက်ကောင်းနေရောက်ရေးဥဒူဂီကတော့မင်းနော်ရေချိုးကန်းထဲမှာချော်လဲသလိုပဲဥဒူဂီကတော့ချောကိုလဲသွားတာသိလားဘာမှကိုမလုပ်ရသေးဘူးဟိုကောင်ဘောလုံးတော်မထိတ်ုံပဲရှိသေးတယ်ဥဒူဂီကမင်းချော်လဲသွားတာမင်းရေချိုးကန်းထဲမှာချော်လဲသလိုပဲလို့ကြည်အောင်4-1 မှာဆက်သမားကြီးနော် SZ hat-trick ပါ SZ hat-trick ပါဆက်သမားကြီးနော် what a strike ဥဒူဂီကတကယ်အကောင်ကြီးဘောလုံးကလီဘောရှိနေတာကိုရှင်မလူပဲနဲ့ဒီအကြီးရက်ကြည့်နေတာရောင်ကြီးရသွားပြန်ပြီခင်ဗျာစာကာပဲချိုး SZ ကိုချိုး SZ ပုတ်ပြန်ပြီရောင်ကြီးငါလုံးမပဲ၄ခုဖြစ်ရမှာနော်ရောင်ကြီးပူရူကနံပါတ်ဘယ်လောက်ပါလိပက်ထရူပူရူကဂိုးသမားကောင်းသွားလို့ရောင်ကြီးနော် SZ ကလုံးဝ flow stage ကိုရောက်နေတာနော်ဒါဘီစီမွန်လန့်ကန်ပြီခင်ဗျာဂိုးလုံးပေါ်နေလာဆုံးသက်တယ်တကယ်